ဒါဘီနိုင်ပွဲကအလဲ့ပြောင်းဖြစ်စေမယ်လို့အာဆင်နယ်နီးပြပြောကြားအာဆင်နယ်နီးပြအာတေတာကစပါးကိုအနိုင်ရခဲ့တဲ့ဒါဘီနိုင်ပွဲကပရီးမီးယားလိချန်ပီယံပြေးလန်းကိုအလဲ့ပြောင်းဖြစ်စေမယ်လို့ပြောကြားခဲ့ပါတယ်။အာတေတာကဝူဖ်နဲ့တရေချခဲ့တဲ့ပွဲပြီးမှအာဆင်နယ်ပေါ်တန်တရားတွေနဲ့စောင့်ကြည့်ခဲ့သူတွေနဲ့ဝေဖန်ခဲ့သူတွေကိုအာဆင်နယ်ဆိုတာဘယ်လိုအသင်းလဲလို့ပြသနိုင်ခဲ့တာဖြစ်တယ်လို့သတ်မှတ်ပြောကြားခဲ့တာပါ။အာတေတာကကျွန်တော်တို့ဘာတွေလုပ်နိုင်တယ်လဲဆိုတာကိုပြသခဲ့တာဖြစ်ပါတယ်။ဝူဖ်နဲ့ပွဲပြီးနောက်ပိုင်း82နာရီမှာကျွန်တော်တို့ခက်ခဲတဲ့အရာတွေကိုရင်ဆိုင်ခဲ့ရပါတယ်။ဒါပေမဲ့ကျွန်တော်တို့ခုလိုဂိုးပြတ်နိုင်ပွဲယူပြနိုင်ခဲ့တာဟာအသင်းရဲ့ချန်ပီယံပြေးလန်းနဲ့ပတ်သက်ပြီးအလဲ့ပြောင်းတစ်ခုဖြစ်ပါတယ်။ကျွန်တော်အသင်းအတွက်ရန်ချိန်နဲ့တလို့ရန်လဲပျော်ရွှင်ရပါတယ်လို့ပြောကြားခဲ့ပါတယ်။အာဆင်နယ်ဟာမန်စီးတီးကစားပြီးမှနောက်ကကစားခဲ့တဲ့ပွဲစဉ်တွေမှာရလက်မကောင်းခဲ့တဲ့အဆင့်လာကိုစပါးကိုဂိုးပြတ်အနိုင်ယူပြီးခြေဖြတ်ပြနိုင်ခဲ့တာကြောင့်လဲအာတေတာကချန်ပီယံပြေးလန်းအတွက်အလှည့်ပြောင်းဖြစ်စေခဲ့တယ်လို့ပြောကြားခဲ့ပါတယ်။ဘောလုံးပွဲတွေကိုရင်ခုန်ကျင်တဲ့သူတွေအတွက်24နာရီလုံးဝန်ဆောင်မှုအပြည့်ပေးနေတဲ့ Kick-Off Arena Online Service ရှိပါတယ်။ 555 Mix နဲ့ iBet 789တို့အပါအဝင်မိတ်ဆွေတို့နှစ်သက်တဲ့ဘောလုံးနဲ့ပတ်သက်တဲ့ရင်ခုန်စရာဝန်ဆောင်မှုအားလုံးကိုရယူနိုင်ပါတယ်။စိတ်ဝင်စားတယ်ဆိုရင် Viber နံပါတ်886 536 536ကိုဆက်သွယ်နိုင်ပါတယ်။